သမီးရေဒီတစ်ခါတော့သမီးကိုကံတရားအကြောင်းပြောပြအောင်မယ်ကံတရားစမ်းကြည့်တယ်မထင်မှပဲဖြစ်လာတတ်ပြီးထင်ပြီးဖြစ်မလာတာကြီးလည်းရှိတယ်ဖြစ်ချင်တိုင်းမဖြစ်တာလှုပ်ချင်တိုင်းလှုပ်လို့မရတာတွေကလူဘဝမှာအမြဲကြုံတွေ့နေတဲ့ကိစ္စတွေပဲကံတရားအသေးချာစီရင်ထားလို့တချို့ကိစ္စတွေမှာအချိန်အခါရောက်တာနဲ့ဖြစ်ချင်းပြက်ချင်းတွေကိုကြုံတွေ့ရတာပဲသမီးဘယ်ချိန်ဘာဖြစ်မယ်ဆိုတာအနာဂတ်ကိုဘယ်သူမှကြုံမသိနိုင်ဘူးလေဒါကြောင့်ကံတရားကိုယုံပါဒါပေမဲ့ကံတရားကိုတော့အာမကိုရဘူးနော်ကံကိုယုံပြီးစူးဖို့မနှင်းနဲ့မမြင်နိုင်တဲ့ကံတရားသူ့ဘာသာသူရှိပါစေကံကောင်းမဲ့အချိန်ကိုစောင့်ပြီးအလုံးမလုံးနဲ့အလုတ်ကကံကိုဖြစ်စေတဲ့အလုံးမကောင်းရင်ကံလည်းမကောင်းနိုင်ဘူးအဲ့တော့အလုတ်ကောင်းအောင်နေ့စဉ်အမြဲကောင်းသောအလုပ်တွေလုပ်နေရမယ်မိမိဘဝအတွက်တိုးတက်တဲ့အလုပ်ကိုလုပ်ရမယ်ပတ်စံရတဲ့အလုပ်ကိုလုပ်ရမယ်သူတစ်ပါးကိုကူညီတဲ့ပရိဒတ်အလုပ်တွေလုပ်ရမယ်အဲ့ဒါလို့အလုပ်တွေများများလုပ်လာရင်ကံကောင်းခြင်းတွေဖြစ်လာစေနိုင်တယ်သမီးဒါကြောင့်ကြီးဝါချမ်းသာခြင်းတဲ့လူဟာကံကောင်းအလုပ်များများလုပ်ပါလုပ်တဲ့အလုပ်တိုင်းမှာပဲစိတ်ကောင်းစေတနာကောင်းထားပြီးအများအကျိုးရှိတဲ့အဖြစ်တွေအများအကျိုးရှိတဲ့အလုပ်တွေဖြစ်ပါစေအဲ့ဒီအခါမှာကံတရားသူ့ဘက်ကိုအလိုလိုရှိလာလိမ့်မယ်သမီး